ရတော့ရှိုးပေါက်လုံးပါလေကွာ ဖောင်ဘောတတ်မှတ်ပေးထားတာ အဲ့လိုမလုပ်ရအောင်လေကွာမင်းတို့ကိစ္စလေအဲ့အောင်လဲနေလေဆိုအဲ့ရလောโอเคဗျာကျွန်တော်တို့ ARD နဲ့ကချင်ပွဲလေးပြန်ကြည့်အောင် let's go ကိုယ်ရတော့ပြတဲ့မောတမပေးတာလည်းဖြစ်ပါတယ်။ဒီချင်းကြီးကတော့ကိုင်းတွေမှာစာသမားရင်းနဲ့ခက်ရဖြစ်ပေါ်နေနေထားလည်းဖြစ်ပါတယ် နံပါတ်4ကတော့တွန်းတာနော်နံပါတ်4ရ ။စာသမားရင်းနဲ့ကိုယ်ရတော့ပြတဲ့မောတမပေးတာလည်းဖြစ်ပါတယ်။ဒီချင်းကြီးကတော့ကိုင်းတွေမှာစာသမားရင်းနဲ့ခက်ရဖြစ်ပေါ်နေနေထားလည်းဖြစ် ကျွန်တော်နီးစနစ်အရာဆိုလို့ရှိရင်တော့အဲ့လိုနေရာရှေ့ရနေပြီးတော့တစ်ဖက်အသင်ကန်လို့မရအောင်ကာထားလို့ရတယ်ဘာလို့တော့အဲ့လိုမျိုးမကာထားဘူးဆိုလို့ရှိရင်ရုပ်တရက်ကန်လိုက်လို့ရှိရင်ကိုးပေးရတာမျိုးတွေရှိတယ်အဲ့လိုကာခွင့်တော့ရှိတယ်ဒါနံပါတ်4ကစတွန်းလိုက်တာပေါ့နော် ကန်နေပေးထားတာမြောင်း အာညိပြီနံပါတ်4နဲ့လိုက်ညိတယ်နော် စနာဘောလုံးရှင်လူကိုကြိုးစားရင်ရွှေကိုနဲ့ကျော်ရင်သိန်းတို့ညီတဲ့ ပြားလန်းခုတာပေါ့နော်နံပါတ်4ကလန်းခုတာဟုတ်ဟောကောင်းလဲတောင်ပါတယ်နှစ်ယောက်လုံးအတူတူပါဟောနံပါတ်4က body လန်းခုတဲ့အချိန်ဟိုကောင်းလဲတောင်နဲ့ဝင်လာလေဘင်းကိုတောင်နဲ့ထောက်တာကျန်းလာတော့နှစ်ယောက်လုံးကိုကျန်းလာပါအဲ့ရတော့ရှိုးပေါက်လုံးပါလေကွာ ဖောင်ဘောတတ်မှတ်ပေးထားတာ အဲ့လိုမ မြောင်း လုပ်ရအောင်လေကွာမင်းတို့ကိစ္စလေအဲ့အောင်လဲနေလေဆိုအဲ့ရလုံးဝ respect မရှိတယ်ဟာ ဖောင်ဘောတတ်မှတ်ပေးထားတာမြောင်း အဲ့လိုမျိုးလို့မလုပ်တင်ဘူးလေကွာအဲ့ဒါရများတယ်နော်လဲနေလေဆိုကျုံးကွာအဲ့မျက်နှာတို့ကဘူးတော့နဲတဲ့အာမုတ်ကန်တာဒီဝဲကန်ရတဲ့တိုင်ကတော့စိတ်တွေညစ်ခွက်ပါဟာပွဲအစ28မိနစ်လောက်တည်းဟာလုံးဝတစ်ဖက်နဲ့တစ်ဖက်ကညှိနေ ဝေးရှူပေးတော့ပြီ ဟာယောထနေတာကွာ ဒီနေရာနေထားမှာတော့ကွင်းတွင်းမှာ ဟိုကောင်ကြီးလေလို့ပြေးခွက်ထားတာလीတောင်းစိန်တို့ကွက်ကြီးတွေမြောက်ရေးကြီး ဒီနေရာနေထားမှာတော့ကွင်းတွင်းမှာ တောင်းစိန်တို့ကွက်ကြီး တစ်ဖက်ဇန်မားတွေ မြောက်ပြေး ရှင်း လာ နေ ပြေး ကြ လာ တယ်ဖြစ်ပါတယ် အဲ့လိုဖြစ်နေအဲ့လိုပြေးမဖက်ရအောင်ဒီကွာလေမင်းအဲ့ဒါဘောလုံးဝဲမှာမုံတော့ဘဲမနေရံပြင်းအဲ့လိုလေနောက်ကနေရံပြင်းနေတဲ့ကောင်လေဘင်းသွားမဖက်ရအောင်အဲ့ဒါချုပ်ထားတယ်ဆိုလို့ဝိုင်းထိုးခံရမယ်ကွက်လေဆွဲတာလည်းဖြစ်ချင်းဖြစ်မှာပေါ့လေအဲ့ဒါ short ရှိတယ်နော်အဲ့ဒါ short ရှိတယ်ဟိုကောင်လည်းနံပါတ်3ကလည်းဘောလုံးကိုလှမ်းနိုင်တာလူဒါနင်းမိသွားတာအော်ကြိတ်လိုက်သလိုကြီးပဲကွာကြိတ်ပြီးတော့နင်းလိုက်သလိုမျိုးကြီးဖြစ်သွား ဟုတ်တယ် ဟိုဘက်က11ပြည့်ဖက် တော့မပြတ်သေးတာမြောက်ရေးရကျွေးမှာပဲ အဲ့ဒါအာညည်ပြန်ပြီအောင်ရေးဒီဘွဲကဘလုံးရောကန်ရရလားဟာ ဒီချိန်မှာလဲဗက်တင်ကစားသမားတွေထိတဲ့တွေ့မှုရှိနေတာမြောင်း ရောင်ရေးဟိုခေါင်းထဲစောတဲ့အဲ့နံပါတ်6ကိုတင်းနေတာရောင်ရေးအော်ဟိုကောင်ပြန်ကြတဲ့အချိန်ကိုနင်းသွားတာကွာဒီမှာတော့အဲ့လိုမျိုးပြန်ကြတဲ့အချိန်ကိုနင်းသွားတာဟိုကောင်မောက်သွားတာ
Okay အားလုံးကိုကျေးဇူးတင်ပါတယ်ဒါကတော့ AOD နဲ့ကချင်တို့ရဲ့ပွဲစဉ်လေးဖြစ်ပါတယ် Let's go ကျွန်တော်အကောင့်လေးကိုလည်း follow လေးတွေလုပ်ထားပေးပါဦးနောက်ထပ်လည်းကျွန်တော်အများကြီးတင်ပေးပါမယ်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ